တို့ဟိုဘက်ကတော့ KI ဘက်ကတော့အချိန်ကြီးကောင်းတဲ့ပုံမရဘူးလူထောင်နဲ့ချီသူတို့အဲ့မှာတော်တည်ထားတယ်လို့ကြားတယ်ဘာလို့ဆိုမရီယာဘက်က PDF တွေပြန်ဆင်းမလာနိုင်တော့ဘူးအပေါ်တက်သွားတာပြန်ဆင်းမလာနိုင်တော့ဘူးအဲ့ဒါမရီယာဘက်အခုမရီယာတပိတ်ကြီးကိုလည်းတက်ကစစ်ကြောင်းတွေတက်နေတယ်ဟိုရင်းတော့သူဖျောင်းတောင်တို့ဘာလို့မှတောင်ပါတိတ်ရွာဖြစ်နိုင်ဘူးအပေါ်ဘက်တွေပေါ့ဗျဟို alpha B လည်းမြေစက်ရုံရှိတဲ့နေရာတွေဖျောင်းတောင်တို့နေရာတွေအဲ့လိုနေရာမျိုးတွေနောက်တစ်ခါအဲ့နဲ့ရွှေကြောတွေရှိတယ်တပိတ်ချင်းမှာရွှေကြောရှိအဲ့နေရာတွေကိုဖြည်းတက်ကစစ်ကြောင်းထိုးနေပြီပေါ့တနေရာမှာတော့တက်ကကြည့်ရတော့ဒီကောင်တွေစစ်ကြောင်းထိုးပြီးတော့တနေရာမှာတော့အပြုတ်ရှင်းပြတ်ရှင်းနိုင်လိမ့်မယ်လို့ယူဆတယ်ပြီးတော့တက်ကမိုးမိတ်မိုးကုတ်ထီကိုတက်သွားမလားတော့မသိဘူးဒီဘက်ကပြုံးနဲ့နောင်ချိုဘက်မှာလည်းတိုက်ပွဲတောက်လျှောက်ဆော်နေတယ်ဆိုတော့နောင်ချိုဘက်မှာလည်းတက်ကထုတယ်တောက်လျှောက်ထုနေတယ်ထုတော့နောင်ချိုဘက်ကတက်ကနောင်ချိုရပြီဆိုရင်ဒီဘက်ကိုခုနမိုးမိတ်ဘက်ကိုပြန်တက်လာလို့ရတယ်ဒီဘက်ကမရယာတပိတ်ချင်းတက်တာနဲ့ဒီဘက်ကတက်တာနှစ်ချောင်းသွားပုတ်ဆုံလို့ရှိရင်မိုးမိတ်ကခဏနဲ့ပြန်နိုင်တယ်အဲ့တော့သဘောကတော့တက်အနေနဲ့ကတော့လှုပ်ရှားရှိရအောက်ကထိုးစစ်ကတော့ဆင်ဆန်းရှိရဖြည်းဖြည်းချင်းတက်နေတယ်လို့ဟိုကျွန်တော်အကြမ်းမြင်သိရတယ်ဟိုလျောက်ပစ်ကူသွားတယ်လူတွေစစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတဲ့ခါမှာတော့သူတို့ကလျှို့ဝှက်ထိုးတယ်ပဲဘယ်နေရာကြီးတက်တယ်ဆိုတော့ကျွန်တော်လည်းမသိပါဘူးဘာလို့ဆိုဟိုဒါလည်းကျွန်တော်သိရမယ့်ကိစ္စမဟုတ်ဒါစီရေးဆိုတာလောက်ရတယ်ပါနော်လျှို့ဝှက်ဆိုတော့ကျွန်တော်မသိဘူးသို့တော့တက်ကထိုးစစ်တွေတော့တောက်လျှောက်ပြန်တက်နေပြီဆိုတော့တော့တွေ့ရတယ်ထိုးစစ်တွေဘာလို့ဘာပြောမလဲစစ်တန်းစင်ထတာလည်းအပတ်စဉ်30အထိတန်းစဆင်းပြီ30အထိဆင်းပြီဆိုတော့စစ်ဟောပေါ့နော်ဒီပြည်သူ့စစ်မှုထမ်းတန်းစင်30အထိဆင်းပြီဆိုတော့အဲ့တန်းဆင်းထားတဲ့ကလေးတွေကလည်းခုန9000လောက်ရှိတယ်လူ9000လောက်ရှိတယ်9000အနည်းဆုံး9000ရှိတယ်တပတ်စဉ်ဆိုအနည်းဆုံး9000ရှိအဲ့ဒီ9000ကဒီမြို့ပြတွေမှာလုံခြုံရေးပြန်ယူနေပြီအဲ့ထက်တချို့တိုက်ချင်ခိုက်ချင်နေဆိုတော့ကလေးတွေကသာဟိုစစ်မြေပြင်တွေကိုလိုက်တယ်ဒါနှစ်မျိုးကွဲတယ်ဒီတန်းစင်းတွေမှာကျွန်တော်ဒီပြည်သူ့စစ်မှုထမ်းတန်းစင်းတွေမှာဒီ2နှစ်ပေါ့နော်2နှစ်ဆင်းရတဲ့ NS ပေါ့နော် National Service ထမ်းဆောင်တဲ့ကလေးတွေက2နှစ်ဆန်းဆောင်တဲ့ကလေးတွေမှာသူက2မျိုးသွားတယ်ကိုယ်တိုင်အဆိုပြုလို့စစ်မြေပြင်လိုက်တယ်လူရှိတယ်ကိုယ်တိုင်ကအသိအဆိုမပြုလို့ဒီဘက်ကဟိုမြို့ပြတွေမှာပြန်ထမ်းဆောင်ရတဲ့လူတွေရှိတယ်သို့တော့မြို့ပြဆိုရင်လည်းကူကမြို့ပြတွေမှာစစ်ပွဲတွေမြို့ပြတွေမှာခင်ဗျာ drop ပုံးတွေချတာဆိုတော့ပြောရတော့မရဘူးပေါ့ဗျာနေရာတိုင်းစစ်မြေပြင်လို့တောင်ပြောလို့ရတယ်ဖြစ်နေတယ်ဆိုတော့ကဲစဉ်းစားကြည့်လေဒါကတော့နော်မြို့ပြတွေတော့အခုမြို့တွေမှာလည်းပြစ်တာခတ်တာတတ်တာဖြစ်တာတွေလုံးကျန်တာတွေရှိတော့မြို့ပြကလည်းသတိထားနေရတာပါသို့တော့စစ်မြေပြင်နဲ့ဆိုင်တော့မြို့ပြနေသက်တာတယ်တော့တချို့ဒီ NS 9000တဲကနေတချို့တွေကစစ်မြေပြင်တွေကိုလိုက်ချင်လို့ဆန္ဒပြုလို့လိုက်တယ်သူရှိတယ်တချို့ကဒီတငယ်ချင်းတွေရွေးအောင်ပါသွားတာရှိတယ်ဟာသူလိုက်ငါလိုက်မယ်မင်းလည်းမလို့ငါချပါသွားတာရှိတယ်တချို့ကနောက်တက်မှာ AC ရှိတယ်မြည်သူ့ရင်ဖြစ်စီကမှုအဲ့ဒီ9000ဝင်တဲ့အခါအဲ့ဒီ9000ဝင်တဲ့အခါဒီဘက်ကတိုက်ခိုက်တက်က9000ထုတ်နှုတ်ပြီးတော့အင်အားသုံးလို့ရတဲ့အခါတိုက်ခိုက်တက်ကအင်အား1000ဝန်းတန်းကခုနဒီနောင်ချိုဘက်ကိုတက်သွားတာတို့ရှမ်းမြောက်မှာဆိုင်ထားတာတို့ဒီဘက်ကဟိုဘက်ပေါ့နော်ဒီဗမော်ဘက်ကိုတက်သွားတာမျိုးနောက်ဒီမရယာတပိတ်ချင်းဘက်ကိုထောက်ထားတာမျိုးတို့တက်သွားတာမျိုးတို့နောက်ဒီဘက်ကရခိုင်ကလာမဲ့ပြိုလာမဲ့အင်အားကိုတောက်ထားတာမျိုးဒါတွေကသူတို့အကုန်လုံးဟိုတက်ကတော့စစ်အင်အားကိုဒီလိုဖြန့်ပြီးပြင်ဆင်နေတွေ့ရတယ်ဒါကြောင့်ခုနဒီအကယ်၍သဘုံထမှုတွေပုံကန်ထောက်ကြွမှုတွေသာမပေါ်ဘူးဆိုရင်ဒီ NS ဆိုတဲ့ဒီ National Service ပြည်သူ့စစ်မှုထမ်းကပေါ်လာစရာအကြောင်းကိုမရှိတာပေါ့နော်အခုကအထူးအုံကြွမှုကြီးဖြစ်လာတဲ့အခါကျတော့ဒီ NS ဆိုတဲ့ National Service ပေါ့ဒီပြည်သူ့စစ်မှုထမ်းဆိုတာပေါ်လာတယ်မပေါ်လို့လည်းမရမပေါ်ရင်ဘာဖြစ်မလဲမလို့ရှိတဲ့စစ်တီတွေကတိုက်ရတာကြာတော့စစ်မျက်နှာပေါင်းများစွာဖြစ်လာတယ်ဟုတ်အဲ့လိုဖြစ်နေတာတော့တွေ့ရတယ်ဒါတွေကဖြစ်နေတဲ့အခင်းချင်းတွေပါနော်